တယောက်တည်းနေတဲ့ဆာကူဝါကီကလက်တလောနာရိုတို့နဲ့ဖွဲ့ကြနေပြီးဒီနေ့မှရှာရှာပါပါဂိမ်းဆိုင်သွားကြမယ်လို့တငယ်ချင်းနေရတယောနေပါတယ်လူတွေနဲ့ဆက်ဆက်မှုခက်ခဲတဲ့ဆာကူဝါကီကဂိမ်းဆိုင်နဲ့ဝင်မှုလက်တော့နေရကြနာရိုပါပဲထဲကိုခေါ်သွားပါတယ်အခုမှစဆော့တဲ့ဆာကူဝါကီကအမှတ်ကောင်းနေရနေပေမဲ့နာရိုကတော့ဂိမ်းရမှတ်တွေမကောင်းပါဘူးဆာကူဝါကီကဂိမ်းဆော့ရတဲ့ရတာကိုတွေ့သွားပြီးနောက်ထပ်ဂိမ်းတွေကိုထပ်ဆော့ကျင်နေရကြနာရိုပါလိုက်ဆော့ပေးနေရပါတယ်နာရိုရဲ့ဂိမ်းရလက်တွေကအရန်နေဆိုးရနေရကြနာရိုလက်ဆာကူဝါကီကိုတခြားသူနဲ့စော်ကိုင်းမှုစဉ်းစားပြီးဆာကူဝါကီလည်းညံ့တော့တဲ့နှစ်ယောက်တို့ဆော့ရတာကိုတယောက်စီပိုကောင်းတာဆိုပြီးပြောရပါတယ်ဆာကူဝါကီကအေးသွားဝဲဦးမယ်ဆိုပြီးတဲ့နေရာကိုထွက်သွားကတကယ်လို့ညနာရိုကသူကယောက်ျားလေးပုံစံလဲစားပြီးတငယ်ချင်းလောက်တာလို့ထင်သွားမှာကိုစိုးရိမ်နေပါတယ်ဒါကြောင့်မို့ပြောပြဖို့ကြည့်မယ်လောလောဆယ်ဘိုင်းထားနေရကြနောက်နေ့မှပဲပြောဖို့ဆုံးဖြတ်လိုက်ပါတယ်ဆာကူဝါကီကကြာနေရကြနာရိုကလည်းရောက်လာပြီးမင်္ဂလိတောင်းလက်ထရနေထွက်လာလို့ထူးဆန်းနေပါတယ်အခုမှနာရိုကလည်းဆာကူဝါကီကမင်္ဂလိမန်းသိသွားပြီးဆာကူဝါကီကလည်းနာရိုထင်လင်းသွားပြီဆိုပြီးထွက်ပြေးသွားပါတယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုနာရိုကဟီရိုတာကာကိုပြောပြနေပြီးအကြံတောင်းနေပါတယ်မမိုဆဲလည်းအထင်လဲခံရလို့ဝမ်းနေသွားတာဖြစ်နိုင်တဲ့အကြောင်းကိုပြောနေပြီမိုးတော်တယောက်တည်းလုံနိုင်ပေမဲ့ပြုံးမှုတက်ကတော့တငယ်ချင်းတွေရှိတာပိုလေကူတွေအကြောင်းကိုပြောပြပြီးတေချာတောင်းပန်လိုက်ဖို့ပြောပါတယ်ဟီရိုတာကဂိမ်းသမားတွေရှိနိုင်မဲ့နေရာတွေကိုပြောပြနေပြီဆာကူဝါကီကလည်းတယောက်တည်းဂိမ်းတွေစော့နေကနာရုံနဲ့တူဆော့ခဲ့တဲ့မှတ်တရားတွေကိုခေါင်းထဲမှာပြန်မြင်နေပါတယ်ဆာကူဝါကီက level match ရဲ့နေရာမှာဘောတွေကိုလိုက်နေပြီသူနားမှာလည်းလူတယောက်ကညားနဲ့ပဲပြစ်နေရကြောင်းသူကဝင်ကူပေးနေပါတယ်ထို့သူကနာရိုဖြစ်နေရကြောင်းဆာကူဝါကီကလန်သွားပါတယ်နာရိုကဆာကူဝါကီကိုထပ်မတီးဖို့ပြောနေပြီသူရဲ့ကောက်က level နေလို့ဝင်မရလို့သူ့ကိုကောက်ကိုငှားပြီးလာခဲ့ရဆိုပြီးပြောပြပါတယ်နာရိုကဟီရိုတိုင်ဂါရဲ့အကောက်ကြီးနဲ့တေချာတွေတောင်းပန်နေပြီတစ်ဖက်ကလည်းသူ့အမားလို့လက်ခံထားတာကိုနာရိုကတောင်းပန်နေရကြောင်းပြောစရာစကားတယောက်ဆုံးနေပါတယ်အဲ့နောက်မှာတော့တောင်းပန်စရာမလိုကြောင်းနဲ့ဒါကသူ့အမားပေါ့စိတ်ထဲမထားဖို့ပြောတော့မလိုအပ်တဲ့စကားလုံးတွေပါသွားလို့နာရိုတို့ကလုံးဝစိတ်ဆိုးနေရလို့ထင်သွားပါတယ်တစ်ဖက်ဆာကူဝါကီကလည်းကိုရေးတာကိုကိုပြန်ကြည့်ပြီးတွေးပြသွားပါတယ်အဲ့ဒီချိန်ရုပ်တည်းရှားပိုက်ရန်သူပေါ်လာတော့ဆာကူဝါကီကပြေးဖို့ပြောနေပြီအဲ့နောက်မှာတော့နှစ်ယောက်တို့အကောင်ကြီးရဲ့လက်ကနေတီးရပါတယ်မိနစ်နဲ့ငယ်ကြတော့အကောင်ကြီးကလက်ပြောင်းသွားပြီးဂိမ်းလို့စော့နေရင်သူတို့နှစ်ယောက်ကပြန်လဲဆင်းနေသွားပါတယ်မမိုဆေးကတော့နောက်ကနေညက်ရည်တွေနဲ့အားပေးနေပါတယ်ပရင်မှာတော့ဆာကူဝါကီကဂိမ်းဆိုင်ကိုရောက်နေပြီထူးထူးခြားခြားနာရိုနဲ့တွေ့နေပါတယ်နာရိုကလည်းမမိုဆေးတို့နဲ့လာဖြစ်နေပြီမမိုဆေးကဆာကူဝါကီကိုသူတို့နဲ့ဆော့ဖို့ခေါ်နေပါတယ်ဟီရိုတာကလည်းဆာကူဝါကီလို့ရုပ်ကောက်လာခဲ့ရဖြစ်နေပြီသူတို့နှစ်ယောက်ကဂိမ်းလူဆော့နေပါတယ်တနက်ဂိမ်းကိုဆာကူဝါကီကပထမအဆုံးဆော့ဖို့တော့အဆက်ရလို့ဟီရိုတာကချီးကျူးနေပါတယ်သူတို့ကနောက်ထပ်တခြားဂိမ်းတွေကိုလည်းဆက်ဆော့နေကြပြီညနေတည့်တော့မှမမိုဆဲနဲ့ဟီရိုတာကတွင်းနေမှန်တည်သွားပါတယ်မမိုဆဲနဲ့နာရိုကတငယ်ချင်းတွေဆိုတော့တည်သွားလို့ဆာကူဝါကီကဆက်ရေးသွားပြီနာရိုကမပေမန်းသေးသူနဲ့ထပ်ဆော့ရအောင်လို့ပြောပါတယ်နောက်ရက်မှာတော့ဆာကူဝါကီနဲ့နာရိုကရုပ်ရှင်တူကြည့်ဖို့လုပ်နေကြပြီဒီနေ့မှဆာကူဝါကီကမိန်းကလေးလိုဝက်လာကြအောင်နာရိုကတညိုးကြီးဖြစ်နေပါတယ်နှစ်အောင်စလုံးကတယောက်တညိုးစီနဲ့အတွဲလို့နေကြပြီဆာကူဝါကီကဝစ်ဆုံအပြန်လဲဖို့လုပ်နေရကြနာရိုကဒါရုပ်ရှင်စားတော့မှာပေါ့အငင်သွားရအောင်လို့ပြောပါတယ်အဲ့နောက်တော့ရုပ်ရှင်ကိုအတူသွားကြည့်နေကြပြီအရင်ရက်တဲ့တုန်းကဟီရိုတာခါဆာကူဝါကီစီကိုရောက်လာခဲ့ပါတယ်သူကနာရိုတဲ့9နှစ်ကြီးရဲ့အကြောင်းနဲ့နာရိုကဘလွန်သေးပေးဂိမ်းမစော့တတ်တဲ့အကြောင်းအငင်တဲ့တယောက်တည်းစော့နေဖြစ်တဲ့အကြောင်းကိုပြောပြနေပါတယ်ဒါပေမဲ့အခုတလောနာရိုကဂိမ်းလေးကိုစော့လာပြီးဂိမ်းလေးကိုကြိုက်လာပုံရလို့ကျေးဇူးပါဆိုပြီးဆာကူဝါကီကိုပြောပြနေပါတယ်စကားကြည့်ပြီးတော့ကုပ္ပဆိုင်ထိုင်ရဲ့စကားကြောင်းလေးကိုပြန်ညွှန်းနေကြပြီအရင်ရက်တုန်းကရုပ်ရှင်ကိုနာရိုက၄ယောက်တူကြည့်ဖို့လုပ်နေရကြောင်းတင်ခရင်ဖြစ်သူကနှစ်ယောက်တည်းသွားကြည့်တာပိုကောင်းတယ်လို့ပြောလို့တာနာရိုကခုလိုမျိုးဆာကူဝါကီနဲ့နှစ်ယောက်တည်းရှိနေတာပါအဲ့နောက်မှာတော့သူတို့ကဂိမ်းဆိုင်ကိုသွားပြီးနှစ်ယောက်တူပြောစရာကောင်းတဲ့အခိုက်အတန့်တွေကိုဖန်တီးခဲ့ပါတယ်အတရမနာရိုကဒီဝက်ဆောင်နဲ့ဆာကူဝါကီကလိုက်တယ်လို့ချီးကျူးပေးနေပြီးဆာကူဝါကီကတော့တစ်ချိန်လုံးစိတ်လှုပ်ရှားနေခဲ့ရလို့ပြောပြပါတယ်ပြောချင်းတဲ့စကားလုံးတွေကလေချောင်းနေမှနေတယောက်သွားတယ်လို့ပြောနေပြီဒါပေမဲ့အဲ့ဒါတွေကနာရိုနဲ့ဆိုရင်စိတ်လှုပ်ရှားတာလည်းတိတ်မရှိသလောက်ပဲလို့ပြောနေပြီနာရိုနဲ့ဆိုအငြင်းကြေွားလို့သဘောကျကြောင်းနဲ့ဒါကြောင့်မို့သူနဲ့တက်တက်လို့တငယ်ချင်းဖြစ်လို့ရမလားလို့ပြောလို့နာရိုကလည်းကြောင်သွားပါတယ်လက်ရှိချိန်မှာရှေ့ဆက်မတိုးတင်မှုထင်တာကြောင့်နာရီဝါလည်းရထားလိုက်ပြီးအမှန်တော့ဆာကူဝါကီမှလည်းခံစားချက်တွေရှိပေမဲ့အကြောင်းတစ်ခုကြောင့်သူကလည်းရှေ့ဆက်မတိုးတာပါတယောက်တည်းကြံနေခဲ့တဲ့နာရီဝါလည်းကော်ပီဆန်ကိုဆာကူဝါကီမလာရင်ညှော်နေတဲ့သူဖြစ်ပြီးသူလာရင်ပြောရလို့သူအနေနဲ့လည်းလက်လျှော့မှမဟုတ်ပဲအစစ်တက်နိုင်မှုကိုစူးစမ်းနေဦးမှာဖြစ်ပါတယ်ရုံးမှထူးထူးခြားခြားကုမ္ပဏီခရီးတွေကိုထွက်ဖို့စီစဉ်ပေးရကြောင်းထူးဆန်းနေကြပြီအရင်နှစ်ကမရှိပေမဲ့ဒီနေ့မှခရီးစဉ်ကတိုးလာတာပါဘာသာအပါဝင်သူတို့အဖွဲ့ကခရီးသွားမှမကြိုက်ကြပါဘူးအဓိကကတော့အထက်လူကြီးနေသွားမှာဆိုတော့လွတ်လွတ်လပ်လပ်မနေရလို့ပါ9ယောက်ဖက်မှာ3ယောက်ကခရီးမသွားညင်ကြပါဘူးအဲ့ထဲမှာဟီရိုတာကအဆိုးဆုံးဖြစ်ပြီးသူကအိမ်နေရနေကိုမထွက်ချင်တာပါဒါပေမဲ့ခရီးသွားစာရွက်လာကတ်တဲ့သူကခါဘာကူရဖြစ်နေရကြောင်းသူတို့ကမဖြစ်မနေခရီးစဉ်ကိုလိုက်ရပါတယ်မမိုဆေးရဲ့ခရီးစဉ်မှာတကယ်ချင်းမရှိတဲ့ဟီရိုတာကိုတကယ်ချင်းရစေချင်ပြီအိုင်ဘာလည်းခရီးစဉ်မှာရေပူစမ်းပါလို့ကောင်မလေးတွေရဲ့ယူကာတာဝတ်စုံကိုတွေ့ရမှဆိုပြီးတို့ရနေပါတယ်ဟီရိုတာကလည်းမမိုဆေးရဲ့ယူကာတာနဲ့ပုံစံကိုညင်နေတာကြောင့်ခရီးသွားဖို့တက်ကြွသွားပါတယ်ခရီးစဉ်ကိုတာဝန်ယူရတဲ့ခါဘာကူရကလည်းအမှန်တော့အိမ်မာတွေအန်နမီကြည့်နေတာဖြစ်နေပြီးမထီမနေမို့တာဝန်ယူလိုက်ရတာပါဟီရိုတာကခရီးစဉ်မှာဘာတွေယူရမှန်းမသိလို့မမိုဆေးကိုအကူအညီတောင်းနေပြီဒါပေမဲ့သူယူမဲ့ပစ္စည်းတွေကဂိမ်းဆက်တွေညားနေပါတယ်ဟီရိုတာကအကြောင်းပြီးကြတဲ့တယောက်တည်းဘယ်မှမသွားပြစ်လို့ဘာတွေယူရမှန်းမသိပါဘူးမမိုဆေးရဲ့ဟီရိုတာကခရီးစဉ်မှာတခြားသူတွေနဲ့တက်ရောက်မှမို့အမေတယောက်လိုဆုံးမနေပါတယ်
ဒီလိုနဲ့ခရီးစားထွက်လာကြပြီခရီးစင်းမှာဟီရိုတာကအလောက်ကလူတွေနဲ့ရှိနေရကြမမိုဆဲရဲ့အခြေနဲ့နေပါတယ်နက်ကောမှဆူတောင်းပြီးကန်ဆန်တော့မမိုဆဲရဲ့ဆာရကစောင်းနေတဲ့သူရောက်လာလိုက်မယ်တည်းလို့ဂိမ်းထဲကလူချင်းတဲ့ကာရက်တာတွေရမယ်ဆိုပြီးထင်နေပါတယ်ဟီရိုတာကတော့တန်းတော့အဆက်ဆက်ရှစ်ကောင်လောက်ရဖို့ဆူတောင်းလိုက်ပါတယ်ဒီလိုနဲ့ရေပူစမ်းဝင်ရောက်တော့ဟီရိုတာကတနေ့လောက်လက်ဆောင်လိုက်ရတယ်လို့ခံစားနေရပါတယ်အဲ့နောက်တော့အများဆုံးရေချိုးကန်တွေကိုဝင်နေကြပြီပူနေရဲ့ချိန်တွေကိုဟီရိုတာကဂိမ်းစောဖို့ကြံနေရကာဖာကူကသူနဲ့ဂိမ်းတစ်ခုစောရအောင်လို့ပြောပါတယ်အိုင်ဘာတို့ကလည်းချွေးထုတ်ဖို့ဆိုပြီးချွေးထုတ်ကန်တွေကိုဝင်ဖို့လို့အထက်ကမကောင်းဆိုးပေါင်းနှစ်ကောင်ရောက်လမ်းပြီးတော့ထွက်ပြေးသွားပါတယ်အမှန်တော့သူတို့ကလည်းအပူချိန်ကြောင့်သာဒီလိုညှက်နှာတွေဖြစ်နေရတဲ့ပြီနှစ်ယောက်ကဘသူကြကြနေတယ်လဲဆိုတော့ကြိုင်နေကြတာပါဟီရိုတာကပူရာကိုမကြိုက်ပေမဲ့ရှုံးတာကိုပူရာတဲ့ပုံမကြိုက်လို့ကာဖာကူနဲ့ဆက်နေပါတယ်ကာဖာကူနဲ့ဟီရိုတာကရဲ့အနိုင်မခက်အရှုံးမပေးစေကြနောက်ဆုံးမှနှစ်ယောက်စလုံးကအပူညာပြီးဒုက္ခရောက်နေပါတယ်ညာပိုင်းစားတော့ပွဲမှာတော့မငြိမ့်နိုင်တဲ့ကာဖာကူကဘေးလိဖေးကျေးဇူးကြောင့်အများကြီးတောင်းမိနေဒါကြောင့်မို့သူ့ကိုခွေရနာကီရပဲရေဘူးလာပေးနေမူးနေရဲ့ကာဖာကူကအရန်ကတ်တက်သူဖြစ်တာကြောင့်ခွေရနာကီကိုနိုင်ပြီးသူ့ပခုံးပေါ်မှာမိအိနေပါတယ်ဟီရိုတာကလည်းတယောက်တည်းလင်ကြီးခိုင်ရင်မို့ထုတ်နေပြီအခုလို့ခရီးစဉ်ထွက်လာတာတညိုလေးလည်းကောင်းတယ်ဆိုပြီးပြောနေပါတယ်ရုတ်တရက်သူ့နောက်မမိုဆေးရရောက်လာလို့ဟီရိုတာကသူ့ကိုလာတွေ့ကြလို့ထင်နေပေမဲ့အမှန်တော့ဂါချာဂိမ်းမှာကန်ကောင်းအောင်လို့ကိုပေါက်ခိုင်းမလို့ပါမမိုဆေးကကန်ကောင်းအောင်လို့ဟီရိုတာကနဲ့လာဖို့ပေမဲ့ဘီကာရီတာတွေကြီးပဲပေါက်နေပါတယ်ဟီရိုတာကတော့မမိုဆေးရဲ့ယူဂါတာဝစ်တဲ့ပုံစံကိုနေနေတာဖြစ်နေပြီသူ့ရဲ့ဆူတောင်းကတော့တည်သွားပြီလို့ပြောပါတယ်အဲ့နောက်မှာတော့ခရီးစဉ်ရပြန်လာတဲ့ထိမ့်မှတ်နေတယ်တကယ်ချင်းချင်းဆူပြီးတော့ဂိမ်းပါတီကျင်းပပါတယ်ဒါကတော့လိုက်ခတ်ဖို့အိုတာကူရဲ့ဇာတ်တိုင်းမှဖြစ်ပြီးဒီမှာရဲ့ဇာတ်တိုင်းသားဝင်ဖြစ်တာကြောင့်နောက်ထပ်ထွက်စီရဘာမှမရှိတော့ပါဘူးအဆုံးသည့်ကျေးဇူးတူတူချင်းကိုကျေးဇူးတင်ပါတယ်